အားလုံးပဲမင်္ဂလာပါခင်ဗျာတက္ကလာ freelancer မြန်မာရဲ့ Facebook page နဲ့ YouTube channel ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တင်တန်းတွေကတင်တန်းသားတယောက်မေးထားတဲ့တက္ကလာ search မှာ face တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော် video file လေးနဲ့ရှင်းပြချင်ပါတယ်အဲ့တော့အရင်ဆုံး face ဆိုတာဘာလဲဆိုတာကိုနားလည်ဖို့လိုတယ်ပေါ့နော် face ဆိုတာအနည်းဆုံးပြောရရင် AutoCAD မှာဆိုလို့ရှိရင် layer နဲ့တူပါတယ် AutoCAD ထဲမှာကျွန်တော်တို့ layer တွေကို on off လုပ်ထားလို့ရတယ် freeze လုပ်ထားလို့ရတယ် lock လုပ်ထားလို့ရတယ်ဒါတွေကိုတော့ကျွန်တော်တို့AutoCAD လေးလာဖို့တဲ့လူတွေများများသိရပေါ့နော်အဲ့တော့တက္ကလာမှာလည်းအဲ့လိုပဲဒီ layer သဘောတရားနဲ့တူတာတော့ face ပေါ့နော်ဘယ်မှာရှိလဲဆိုလို့ရှိရင်ကျွန်တော် manage dash ရဲ့အောက်မှာဒီ face ဆိုတဲ့နေရာလေးရှိရပေါ့နော်အဲ့ဒီ face ဆိုတဲ့နေရာလေးမှာကျွန်တော်တို့AutoCAD မှာလိုမျိုး layer တွေခွဲလို့ရတယ်လို့မျိုးတက္ကလာမှာလည်း face ခွဲလို့ရတယ် face manager ကိုခေါ်လို့ရမှာဖြစ်ပါတယ်shortcut သုံးရင်လို့ရှိရင်တော့ control နဲ့ h နဲ့တွဲပြီးသုံးလို့ရမယ်အဲ့တော့ကျွန်တော်တို့ဒီ face manager အကြောင်းလေးကြည့်လိုက်အောင်เนาะအဲ့တော့ဒီ control keyboard ကနေ control h နဲ့ပြီးလို့ရတယ်လို့မျိုးပဲဒီ manage dash ရဲ့အောက်က face ဆိုတာလေးနဲ့ညှို့ကလစ်တစ်ချက်နှိပ်လိုက်လို့ရှိရင်တော့ face manager ကြာပြီပေါ့နော်အဲ့တော့လက်ရှိကျွန်တော်တို့ဒီမှာမြင်နေရ face 1ဆိုပြီးရှိရပေါ့AutoCAD မှာဆိုကျွန်တော်ဒါ layer 1သဘောမျိုးပေါ့နော် layer ဥမာlayer 0ပေါ့ layer 0ဆိုလို့ရှိရင်ကိုဆွဲသမျှဥစ္စာတွေအားလုံးက AutoCAD ထဲမှာကိုဆွဲသမျှဥစ္စာတွေအားလုံးအဲ့ layer 0ပေါ်မှာဆွဲရပါတော့နောက်ခါကျမှကျွန်တော်တို့က archi ဆိုလို့ရှိရင် archi layer ဟောဒီမှာပြီးလို့ရှိရင် M&E ဆိုလဲ M&E layer ဒီ concrete နဲ့ပတ်သက်တာဆိုလဲ concrete နဲ့ပတ်သက်တဲ့ layer ပေါ့ဥမာဒိုးတွေ window တွေကိုကျွန်တော်တို့ layer တွေခွဲထားသလိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ tecla software မှာကျတော့ face တွေနဲ့ခွဲရမှာဖြစ်ပါတယ်အဲ့တော့ဒီအခုလောလောလက်ရှိပေါ့နော် current face ဒီဘက်မှာ S ဆိုတဲ့ sign လေးပေါ်နေတာဒါ current အခုလက်ရှိကျွန်တော်တို့အလုပ်လုပ်နေတဲ့ face လို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီ face လေးကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘေးနားလေးက face manager ပေါက်ထည့်ဒီဘက်ဘာမှမရွေးထားလို့ရှိလို့ရှိရင်တော့ဒီ S ဆိုတဲ့ဥစ္စာလေးတစ်ခုပဲပေါ်နေလိမ့်မယ်တကယ်လို့ face တစ်ခုရွေးလိုက်ပြီးဆိုတာနဲ့ဒီဘေးနားလေးက set current တို့ delete lock object unlock object by face ဓာတ်တွေအားလုံးကပွင့်လာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံး object by face ဆိုတော့ကြည့်အောင်အဲ့တော့ဒါက AutoCAD မှာဆိုလို့ရှိရင်ဒီ layer ထဲမှာရှိတဲ့ object တွေပေါ့ဒီ layer ထဲမှာရှိတဲ့ကိုဆွဲထားတဲ့ဥစ္စာတွေအကုန်လုံးအဲ့တော့ကျွန်တော်တို့ဒီအခုလက်ရှိ tecla searcher မှာဆိုလို့ရှိရင်ဒီ face 1 current face 1နဲ့မှာကျွန်တော်တို့ဆွဲထားတဲ့ဥစ္စာတွေကို object by face နဲ့ကြည့်လို့ရတယ်အဲ့တော့ဒီ face ကို select မှတ်ထားပြီးတော့ object by face ခေါ်လိုက်တာ ਨੇ ဒီဥစ္စာတွေအားလုံးဒီ face 1မှာကျွန်တော်တို့ဆွဲထားတဲ့ဥစ္စာတွေအားလုံးက select မှတ်ပြီးသားဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကဒီ face 1နဲ့မှာ object by face လောက်လိုက်လို့ရှိရင်ဒီဥစ္စာတွေအားလုံးရှိနေတယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်ဆွဲထားတဲ့ model ထဲမှာရှိတယ် overall model အကုန်လုံးဒီထဲမှာရှိနေရပါတော့ဟုတ်ပြီအဲ့တော့ဒီဘက်က comment ဆိုတာလေးရှိတယ် comment ဆိုတာဒီထဲမှာဒါဆိုကျွန်တော်တို့ဒီထဲမှာအကုန်လုံးရှိနေရဆိုတော့ကျွန်တော်သိပြီဆိုတော့ဒီ comment ထဲမှာကျွန်တော်overall model ဆိုပြီးတော့ကျွန်တော်သိအောင်ရင်လုပ်ထားတယ်အဲ့တော့ face 1ထဲမှာကျွန်တော် model ကြီးတစ်ခုလုံးရှိနေရဆိုတော့ကျွန်တော်သိပြီပေါ့နော်အဲ့ထက်မှာကျွန်တော်ကလိုချင်သလိုလေးပြန်ပြီးတော့ခွဲမယ်ဥမာ footing တွေကို footing face မှာထားမယ် short column တွေကို short column face မှာထားမယ် steel column တွေကို steel column ဆို face မှာထားမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော် face အသစ်တွေဖန်တီးဖို့လိုတာပေါ့ဒါဆိုလို့ရှိရင် face အသစ်ဖန်တီးမယ်ဆိုလို့ရှိရင်ပြမှာ add ဆိုတာလေးရှိရဲအဲ့ဒီ add ကိုတစ်ခုနှိပ်လို့ရှိရင်နောက်ထပ် face 2နောက်ထပ်တစ်ခုထပ်ပေါ်လာမယ်ပေါ့နော် okay face 2အဲ့တော့ဒီ face 2ကcurrent မဖြစ်နေဘူးပေါ့နော်တကယ်လို့ phase 2 current ဖြစ်ချင်လို့ရှင်တော့ set current ဆိုတာလေးနေလို့ရှင် phase 2ပေါ်လာပြီအဲ့တော့ဟုတ်ပြီဒီ phase 2ထဲမှာဘာရှိလဲ object by face ခေါ်လိုက်လို့ရှိလို့ရှင်ဒီ phase 2ထဲမှာဘာမှမရှိနေပါဘူးအခုလောလောဆယ်လွတ်ပဲပေါ့နော်အဲ့တော့ဒီ phase 2တော့ကျွန်တော်ဘာတွေထည့်ချင်တဲ့ဥစ္စာတွေကိုအစောနာ overall model တွေကနေပြီးတော့ပြန်ပြီးတော့ထည့်ရမှာပေါ့ဟုတ်ပြီအဲ့တော့ phase 2ထဲကိုကျွန်တော် footing တွေထည့်ချင်တယ်အဲ့တော့ဒီ comment မှာလည်းဒါကျွန်တော်ဒီ phase 2ထဲမှာ footing တွေရှိရဲဆိုတဲ့ဘောဥစ္စာကိုသိအောင်လို့ကျွန်တော်ဒီမှာ footing ဆိုပြီးတော့ရိုက်ထားလိုက်မယ် okayဒါဆိုလို့ရှင် footing အတွက် face တစ်ခုကျွန်တော်တို့ဖန်တီးပြီးသွားပြီပေါ့နော်အဲ့ထဲကိုကျွန်တော်တို့ဘာထည့်မလဲဆိုရင် footing တွေအားလုံးထည့်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာ footing တွေအားလုံးကိုကျွန်တော် select မှတ်လိုက်မယ်ဟုတ်ပြီ footing တွေအားလုံး select မှတ်ပြီးသွားတော့ပြီးလို့ရှင်ဒီမှာဒီ face manager နဲ့ပြန်လာပြီးတော့ဒီ face to footing လေးကိုကျွန်တော် select မှတ်လိုက်မယ်ပြီးလို့ရှင်တော့ modify face ဆိုတာလေးကိုတစ်ချက်နှိပ်ကြမယ်ဒါဆိုလို့ရှိရင် i footing နဲ့အားလုံးက face 2တော့ရောက်သွားပြီအဲ့တော့ကျွန်တော်ဘယ်လိုသိနိုင်လဲဆို face 1ကိုသွားပြီးတော့ object by face ခေါ်လိုက်လို့ရှိရင် footing နေမပါလာတော့တွေ့လားဘာလို့လဲဆိုတော့ i footing နဲ့အားလုံးကဘယ် face တဲကိုရောက်သွားအောင်ဆိုရှင် footing ဆိုတဲ့ face တဲကိုရောက်သွားတာဟုတ်ပြီနော်ဟုတ် okay နောက်တစ် face တစ်ခုကျွန်တော်ထပ်ပြီးအပ်မယ်ဒီမှာတော့ကျွန်တော် short column နေထည့်ချင်တယ်အဲ့တော့ဒီ face 3ထဲမှာကျွန်တော်short column နေရှိနေရဆိုတော့သိအောင်လို့ကျွန်တော် comment မှာ short column ဆိုပြီးတော့ရေးထားလိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်model တွေကိုပြန်သွားမယ်ဒီ face တွေကိုကျွန်တော် sorry ဒီကျွန်တော်ရဲ့ short column လေးတွေကို concrete short column လေးတွေကိုကျွန်တော် select မှတ်လိုက်ပါမယ် sorry
okay ဒီဥစ္စာတွေအားလုံးကိုကျွန်တော်ကဘယ်ထက်ထည့်ချင်အောင်ဆိုတော့ဒီ short column surface ထဲကိုထည့်ချင်တာဖြစ်တဲ့ဒီ short column surface ကို click တစ်ချက်နဲ့ပြီး modify face ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ short column တွေအားလုံးက face 3ထဲကိုရောက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုသိနိုင်မလဲ overall model ကိုသွားပြီးတော့ object by face ခေါ်လိုက်လို့ရှိရင် object by face ခေါ်လိုက်ရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့short column တွေအားလုံး overall model တွေကနေပျောက်သွားတော့တွေ့လိမ့်မယ်ဟုတ်ပြီနော် okay အဲ့ဆိုနောက်တစ်ခုတော့ထပ်ပြီးတော့လုပ်ကြည့်အောင်ကျွန်တော် add tag ခေါ်မယ်ဒီကတော့ face 4မှာတော့ကျွန်တော် steel column ထားခြင်းလဲဆိုပါနော်အဲ့ comment ထဲမှာကျွန်တော်တည်တောင်းလို့ steel column ဆိုပြီးတော့ steel column ဆိုပြီးရိုက်ထားလိုက်မယ်ပြီးလို့ရှိရင် steel column တွေကျွန်တော် model ထဲမှာရှိတဲ့ steel column တွေအားလုံးကျွန်တော်သွားပြီးတော့ select မှတ်ပါမယ်select မှတ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ steel column ဆိုရဲ face ကို face 4 steel column ကိုရွေးထားပြီးတော့ modify face လုပ်လိုက်မယ်ဒါဆိုရင် overall model မှာပြန်စစ်ကြည့် object by face ပြန်စစ်ကြည့်မရှိတော့ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့face တွေတဲ့ကိုဘယ်လိုမျိုးထည့်မလဲဆိုတော့တည်သွားပြီပေါ့နော်ဒါကကျွန်တော်ကကို model ဆွဲပြီးသားဥစ္စာတဲ့ကို face တွေကို model ဆွဲပြီးသားဟာတဲ့ model ဆွဲပြီးသားဥစ္စာတွေမှာ face တွေကိုပြန်ခွဲတာပေါ့နော်တကယ်လို့ကိုက face edit လုပ်ပြီးတော့ face edit ထဲမှာတခါတည်းဥစ္စာကိုတက်ပေါ်ချင်တယ်ဆိုတော့ဥပမာကျွန်တော်ဒီမှာ face edit တစ်ခုလုပ်ထားလိုက်မယ်အဲ face မှာထားပါတော့ဒါကျွန်တော်ကတိတောင်လို့new item ဆိုပြီးကျွန်တော် face တစ်ခုခွဲထားလိုက်မယ်အဲ့တော့ကျွန်တော်အခုနောက်ထပ်ပြီးဆွဲတဲ့ edit တွေအားလုံးကဒီ face file ထဲကိုရောက်သွားချင်တာပေါ့ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဒီ face file ကိုရွေးထားပြီးတော့ set current ပြောင်းပေးထားရမယ်အဲ့တော့ face file က new item ကျွန်တော်ထပ်ဆွဲတဲ့ဥစ္စာလေးဥပမာထားပါတော့ကျွန်တော်ကဒီမှာ plate ပြားတစ်ပြားဆွဲတယ်ဆိုတော့ဒါအလွယ်ပဲကျွန်တော်ပြလိုက်မယ်နော် plate ပြားတစ်ပြားဆွဲရဲဆိုတော့အဲ့ဒီဆွဲထားတဲ့ plate ပြားဒီဘယ်ထဲကိုရောက်နေမလဲဆိုလို့ရှင်ဒီ new item ဆွဲ face file ထဲကိုရောက်နေမှာအဲ့တော့ကိုဆွဲထားတဲ့ကို model ထဲမှာရှိတဲ့ကို model ထဲမှာရှိတဲ့ object တွေကဘယ် face မှာရောက်နေလဲဆိုတော့မသိဘူးဆိုတော့ကျွန်တော်ဘယ်လိုလုပ်ကြမလဲကျွန်တော်အခုဒီ view ကိုperspective view ဖြစ်နေမှာနော်ကျွန်တော် auto connect view လေးပြန်ပြောင်းလိုက်မယ် perspective view ကကြည့်တဲ့အချိန်မှာတော့အဆင်ပြေပေမဲ့ modeling လုပ်တဲ့အချိန်မှာ auto connect view ကပို့ပြီးအဆင်ပြေနော်ဒါကျွန်တော်တင်တန်းမှာလည်းအမြင်တင်ပေးတော့ပါအဲ့တော့ဒီ footing ဆိုတဲ့ကောင်ကျွန်တော်ဒီဘက်မှာ face manager ကိုလည်းခေါ်ထားတယ်ဒီ footing ကိုရွေးလိုက်မယ်အဲ့တော့ဒီမှာ face by object ဆိုတာလေးပေါ်နေကျွန်တော်ဒီ face ကိုရွေးထားလို့ရှိရင် object by face ကို face by object ကိုနှစ်ခုလုံးပေါ်နေ face တွေကိုမရွေးထားဘူးဆိုလို့ရှိရင်တော့ face by object ပဲပေါ်လိမ့်မယ်အဲ့တော့ဘာပြောရအောင်ဒီ object ကဘယ် face ထဲမှာရှိနေတာမသိဘူးဆိုလို့ရှိရင်ကိုလိုချင်တဲ့ object ကို select မှတ်ထားလိုက်ပြီးလို့ရှိရင် face by object ကိုခေါ်လိုက်ဒါဆိုလို့ရှိရင်ဒီ footing ဒီ face to footing ဆိုရယ် face ထဲမှာရှိနေဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်တို့ဆောင်းတာတော့ကားရန်လုပ်ပြီးဆွဲခဲ့တဲ့ဒီဥစ္စာလေးဘယ်ထဲမှာမရှိနေလဲမသိဘူးဆိုဒါလေး select မှတ်ပြီးတော့ face by object လေးခေါ်လိုက်ရှင်ဒီဥစ္စာက new item face file ထဲမှာရှိနေတာအဲ့တော့ကိုကအခုမှအသစ်စာဆွဲမယ်တခါတည်း face တွေတခါတည်းခွဲပြီးဆွဲကျင်တယ်ဆိုလို့ရှိရင်ဒီ face အသစ်တောင် current face လို့ပြီး set current လို့ပေါ့နော် face လို့ပြီးလို့ရှိရင်ဆွဲအဲ့တော့ကိုဆွဲတဲ့ face ထဲမှာကိုဆွဲတဲ့ item တွေအားလုံးရှိနေမှာပဲအဲ့တော့ဆိုလို့ရတဲ့ဘောကကျွန်တော်အခု model ဆွဲပြီးကကြမှာ face တွေကိုပြန်ခွဲလိုက်တယ်တကယ်လို့စပြီးဆွဲကြတဲ့က face တွေကိုတခါတည်းခွဲခဲ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုက model စပြီးဆွဲပြီး footing နေဆွဲမယ် okay footing ဆိုရယ် face တစ်ခုတခါတည်းဒီမှာ create လုပ်လိုက်ပြီးလို့ရှိရင် set current လုပ်ပြီး footing နေဆွဲအဲ့ဥစ္စာတွေအားလုံးက footing ဆွဲ face ထဲမှာပဲရှိနေမယ်okay short corner နေဆွဲတယ် short corner နေဆွဲပြီးတော့ short corner နေ face တစ်ခုတည်းမှာလိုချင်တယ်အဲ့တော့ဆိုရင် short corner ဆွဲ face တစ်ခုအရင်ဆောက်ထားလိုက်ပြီးရင် set current လုပ်ထားလိုက်ပြီးကြမှာ short corner တွေကိုဆွဲဒါဆိုလို့ရှိရင် face တစ်ခုကိုစပြီးတော့ဆွဲတဲ့အချိန်မှာ face သတ်မှတ်ချင်တာပဲဖြစ်ဖြစ်ဆွဲပြီးကြမှာ face သတ်မှတ်ချင်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်လုပ်လို့ရသွားပြီလို့ထင်တယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ face တွေကိုခွဲထားခြင်းအပြင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲပေါ့ face တွေခွဲတာနံပါတ်1ကတော့object select လုပ်ကြတာအရင်လွယ်သွားတယ်ဥပမာကျွန်တော်ဒီ short column တွေကိုကျွန်တော် select မှတ်ချင်ဒီလိုတစ်ခုချင်း click တွေတစ်ခုချင်းလိုက်ပြီးတော့နှိပ်နေရမှာပေါ့နော်အဲ့လိုမှတ်စရာမလိုတော့ဘူးကျွန်တော်တို့က short column လိုချင်တယ်ဆိုရင် face manager ခေါ်လိုက် short column surface တွေကိုသွား object by face ခေါ်လိုက်တာနဲ့တခါတည်း short column တွေအားလုံးပေါ်လာမယ် okay အဲ့လိုပဲ steel column face ကိုသွားပြီးလို့ရှိရင် object by face ခေါ်လိုက်တာနဲ့ steel column ဒီအားလုံး select မှတ်ပြီးသားဖြစ်သွားမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီ object တွေကို modify လုပ်ကြတာအရင်လွယ်သွားမယ်ရွှေ့တာတွေပြောင်းတာဒါမှမဟုတ်ကိုကတခုခုမှားပြီးဖြတ်မိရတော့မလိုချင်ဘူးဆိုရင်ဘာလို့ထားလို့ရမလဲ lock object ချထားလို့ရမယ် okay ဒါကျွန်တော်ဒီ steel column ဆိုတဲ့ face ကိုကျွန်တော် lock object ပိတ်ထားလိုက်တယ်ပေါ့နော်အဲ့ကျွန်တော်ဒီ steel column keyboard ကနေ delete နေပြီးဖြတ်လို့ရှိရင်တော့ပါပဲ object lock ဆိုပြီးပေါ်နေအဲ့တော့မှားပြီးဖြတ်တာတွေဘာတွေမဖြစ်တော့ဘူးပေါ့နော်ဒါအတူအကျိုးကျေးဇူးတွေ
ပြီးလို့ရှိရင်နောက်ထပ်ကတော့ပို့ပြီးတော့ advanced level မှာဆိုလို့ရှိရင်ဒီ face တွေကနေပြီးတော့ report တွေထုတ်တာပေါ့နော် face by face report တွေထုတ်လို့ရမယ် face by face drawing တွေထုတ်လို့ရမယ်ပေါ့ဒါကတော့ face ရဲ့အားသာချက်တွေပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်face တစ်ခုကို face တစ်ခုအသစ်လုပ်ပြီးတော့အဲ့အသစ်ပေါ်မှာလဲဆွဲတတ်မယ်ကိုဆွဲပြီးသား model ကလည်း face ခွဲတတ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကိုလုပ်ပြီးသား face တွေရောဘယ်လိုပြန်ဖြတ်မလဲပေါ့ okay အဲ့ဆိုကျွန်တော်ဒီ steel column ဆိုရက် face ကိုကျွန်တော်တို့ဒီဘက်မှာ delete ဆိုတာရှိရနှိပ်ကြည့်အောင်ဒါဆိုလို့ရှိရင် face 4 not deleted ဘာလို့ဆိုဖြတ်လို့မရဘာလို့ဆိုအဲ့ထဲမှာ object တွေပါနေရဲ့ဟုတ်တယ်ဘာလို့ဆို steel column ဆို object တွေအားလုံးဟာ face 4ထဲမှာပါနေအဲ့ဥစ္စာသွားဖြတ်လိုက်တာ steel column တွေအားလုံးပြတ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဟုတ်ပြီဒါဆိုရင်ဒီဥစ္စာတွေအားလုံးကျွန်တော်တို့တခြား face တစ်ခုတော့ပြန်ပြောင်းရမယ်အဲ့တော့ကျွန်တော်ဒီ steel column တွေအားလုံးကိုကျွန်တော်တို့ဘာရှိလဲကျွန်တော် overall model ဆိုတဲ့ face တွေကိုပြန်ထည့်လိုက်အဲ့ဒါမှဒီ face ကိုဖြတ်လို့ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ part 4ထဲမှာရှိရဲ့ object တွေအားလုံးကိုကျွန်တော်ကဒီ object by face ခေါ်ပြီးအားလုံး select မှတ်လိုက်ပြီးလို့ရှိရင်ကျွန်တော် overall model တွေကိုသွားပြီး modify face ကိုပြန်လုပ်လိုက်ဒါဆိုလို့ရှိရင် ICD color တွေအားလုံးဘယ်တက်ပြန်သွားပြီဆိုရင် overall model ဆို face 1နဲ့ပြန်သွားပြီအဲ့ဒါမှကျွန်တော်ဒီ steel column ဆို face ကို delete နေပြီးဖြတ်လို့ရမယ်နှုတ်ဝင်မပြတ်ဘူးဟုတ်ပြီနော်အဲ့တော့ overall model ထဲမှာသွားပြီးကျွန်တော် object by face ပြန်ခေါ်ကြည့်မယ်ဆိုလို့ရှိရင် steel column တွေက overall model ဆို face တွေကိုပြန်ရောက်သွားပြီဖြစ်တယ်အဲ့တော့ကိုဖြတ်ချင်တိုင်း face တစ်ခုတော့ဖြတ်ချင်တိုင်းဖြတ်ပလိုက်လို့မရဘူးဘာကြောင့်လဲဆိုတော့အဲ့ face ထဲမှာကျွန်တော်တို့ထည့်ထားတဲ့ object တွေရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ short column ဆိုတဲ့ face ထဲမှာကျွန်တော် object by face ခေါ်လိုက်တယ်ဆိုရင် short column တွေအားလုံးရှိနေမှာအဲ့တော့ဒီ layer ကိုဒီ face ကိုကျွန်တော် delete နေလို့မရအောင် okay အဲ့တော့ဒီဥစ္စာတွေအားလုံးကို overall model ဆိုတဲ့အထက်ကိုသွားပြီး modify face ပြန်နေဒါဆိုလို့ရှိရင်ဒီ short column တွေအားလုံးက overall model ဆိုတဲ့ face တွေကိုပြန်ရောက်သွားပြီအဲ့ကြောင့်မှကျွန်တော်ဒီ short column ဆိုတဲ့ face ကို delete နေဖြတ်လို့ရမယ်ပေါ့နော်အဲ့ဒါကတော့ကိုလောက်ထားတဲ့ face တွေကိုပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီပုံစံနဲ့ဖြတ်လို့ရပါတယ်အဲ့တော့ဒီမှာ name ရှိမယ် comment ရှိမယ်ဒါကတော့ကျွန်တော်တို့ face ရဲ့ number ပေါ့နော်face number 1 2 3 4 5အဲ့လိုသွားလို့ရဆို100 100 1 200 200အဲ့လိုစသဖြင့်လည်းသွားလို့ရပါတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တင်တန်းမှာ face အကြောင်းကိုဒီလေးရှာသိချင်လို့မေးထားတဲ့တင်တန်းသားလည်းနားလည်လောက်ပြီလို့ထင်ပါတယ်ကျန်တဲ့ tag class structure ကိုလေ့လာနေတဲ့လူတွေမှာလည်း face ဆိုတာ tag class structure မှာ face ဆိုတာဘယ်လိုလုပ်ကြလဲ face ရဲ့အသုံးဝင်ပုံတွေface ဒီကိုဘယ်လို create လုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုနားလည်လောက်ပြီလို့ထင်ပါတယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီလိုမျိုး tag class structure နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တင်တန်းသားတွေဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီတိုင်းပဲလေ့လာနေတဲ့လူတွေကျွန်တော် page ကလူတွေပဲဖြစ် YouTube channel ရလူတွေပဲဖြစ်ဖြစ်နားမလည်ရရှိလို့ရှိရင်page ရဲ့ comment ပေါ်မှာလည်းမေးလို့ရတယ်ကျွန်တော် page ရဲ့ messenger မှာလည်းလာမေးလို့ရပါတယ်ကျွန်တော် YouTube channel ရဲ့ message ပေါက်မှာလည်းလာပြီးမေးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3999992086မှာလည်းလာပြီးမေးလို့ရပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီနေ့သင်ခန်းစာလေးကအကုန်လုံးအသုံးဝင်မယ်လို့ယူဆပါတယ်နောက်ထပ် video tutorial တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်